လေကြောင်းလောကမှာ YBS ကားတွေလိုမျိုးအကြံပဒံအသုံးပြုခဲ့တဲ့လေယာဉ်တွေအများကြီးခဲ့ဦးပါတယ်။ YBS ကားတွေလိုမျိုးဆိုတာဘယ်လိုမျိုးလဲဆိုတော့လူတွေအများကြီးတစ်ခါရဲတတ်နိုင်ရမယ်ပစ္စည်းတွေအများကြီးကိုလည်းတစ်ခါရဲတင်သွားနိုင်ရမယ်။အဲ့လိုမျိုးလေယာဉ်တွေအများကြီးရှိခဲ့ဦးပါတယ်။အဲ့လိုမျိုးလေယာဉ်တွေအများကြီးမှာမှဒုတိယကမ္ဘာစစ်နောက်ပိုင်းကနေစပြီးတော့ဒီနေ့ထိတိုင်းအသုံးဝင်နေတဲ့လေယာဉ်နှစ်စီးရှိပါတယ်။ပထမဆုံးစီးကတော့အမေရိကန်နိုင်ငံကနေထုတ်လုပ်ထားတဲ့ C-130 Lockheed ဒုတိယစီးကတော့ရုရှားနိုင်ငံကနေထုတ်လုပ်ထားတဲ့ Antonov 12ပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ရုရှားနိုင်ငံနဲ့ထုတ်လုပ်ထားတဲ့ Antonov 12တောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ Flying With အခါမှာကြိုဆိုပါရစေ။ပထမဆုံးအနေနဲ့ Antonov 12စပြီးတော့ဖြစ်လာတဲ့တမိုင်းကြောင်းကိုရှင်းပြပါမယ်။ပထမဆုံးစပြီးတော့ဖြစ်လာတာကြတော့ဒုတိယကမ္ဘာစစ်ပြီးတဲ့အချိန်မှာအမေရိကန်နိုင်ငံကနေပြီးတော့စစ်သားတွေအများကြီးကိုတစ်ခါရဲတည်လို့ရမယ်။ပစ္စည်းတွေအများကြီးကိုလည်းတစ်ခါရဲတည်လို့ရမယ်။အဲ့လိုမျိုးလေယာဉ်ကိုထုတ်လုပ်လိုက်ပါတယ်။အဲ့ဒီလေယာဉ်ကတော့ C-130 ဆိုတဲ့အမျိုးအစားပဲဖြစ်ပါတယ်။အဲ့ဒီအခါမှာသူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ဆိုဗီယက်ယူနီယံကငါတို့လည်းမဖြစ်တော့ဘူးငါတို့လည်းသူတို့ fight မယ်သူတို့နဲ့ပုံစံတူတဲ့လေရင်ထပ်ပြီးတော့ထုတ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအခါမှာ C-130 ကိုနမူနာယူပြီးတော့ Antonov 12ဆိုတဲ့လေရင်ကိုထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ် Antonov 12ကိုဒီဇိုင်းထုတ်ခဲ့တဲ့အင်ဂျင်နီယာနာမည်ကတော့အားလျက် Antonov ပဲဖြစ်ပါတယ်သူ့ကို1958ခုနှစ်မှာပထမဆုံးပြန်သန်းမှုကိုပြုလုပ်ခဲ့တယ်သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ဆိုဗီယက်ပြည်ထောင်စုရဲ့စစ်ဘက်တည်ယူပို့ဆောင်ရေးလေယာဉ်တွေနဲ့အသုံးပြုဖို့ပဲဖြစ်ပါတယ်ဆိုဗီယက်ယူနီယံကAntonov 12ကိုဘယ်နေရာမှာအဓိကအသုံးပြုခဲ့လဲဆိုတော့လေထီးစစ်သားတွေကိုစစ်မြေပြင်ကိုပို့ဆောင်ပေးတဲ့နေရာမှာအသုံးပြုခဲ့တယ်။ပြီးရင်စစ်ဘက်ကုန်တင်ကားတွေစစ်လက်နက်ပစ္စည်းတွေတန်ကြပ်ကားတွေတင့်ကားတွေအဲ့လိုမျိုးပစ္စည်းတွေကိုစစ်ဘက်ကိုတည်ယူပို့ဆောင်ရေးနေရာမှာအဓိကအသုံးပြုခဲ့ပါတယ်။ကဲဟုတ်ပြီဒါဆိုရင် Antonov 12ရဲ့ဒီဇိုင်းမှန်ကိုစပြီးတော့သွားလိုက်ရအောင်။ Antonov 12ကဒီဇိုင်းမှန်မှာဆိုရင်တော့လေယာဉ်မောင်းနဲ့ cockpit ခန်းထဲမှာတော့မှပဲလေယာဉ်မောင်း pilot 2ယောက်စာအတွက်ရဲ့ကျန်တဲ့အဖွဲ့ဝင်3ယောက်စာအတွက်ရဲ့စုစုပေါင်း9ယောက်စာနေရာရှိပါတယ်။ Antonov 12မှာတပ်ဆင်အသုံးပြုထားတဲ့အင်ဂျင်တွေနဲ့ကတော့ iChango AI-20 ဆိုတဲ့ Turbo Prop အင်ဂျင်လေးလုံးကိုတပ်ဆင်အသုံးပြုထားတာတွေ့ရပါတယ်။အင်ဂျင်တစ်လုံးမှာဆိုရင်4000 horsepower ကိုတည်ဆောင်နိုင်ပြီးတော့အင်ဂျင်လေးလုံးဆိုတော့16000 horsepower ကိုတည်ဆောင်နိုင်မှာဖြစ်ပါတယ်။ရှင်းအောင်ပြောမယ်ဆိုရင်တော့လို့အများကြီးကိုတည်ဆောင်နိုင်ပါတယ်။လေယာဉ်ရဲ့တောင်ပံဒီဇိုင်းကိုကြည့်မယ်ဆိုရင်လေယာဉ်တောင်ပံ high wing ပုံစံဖြစ်ပါတယ်။ high wing ဆိုတာကလေယာဉ်တောင်ပံကိုလေယာဉ်ကိုယ်တိုင်ရဲ့အပေါ်ဘက်မှာတက်ထားတာပါ။အဲ့ဒါကြောင့်မို့လို့အင်ဂျင်ထိခိုက်မှုကိုလျှော့ချပေးတယ်ပစ္စည်းတွေကိုအသေးချလုပ်တဲ့နေရာမှာပို့ပြီးတော့လွယ်ကူတယ်ပြီးရင် stability ပို့ပြီးတော့ကောင်းမှာဖြစ်ပါတယ်လေယာဉ် site ကိုကြည့်မယ်ဆိုရင်လေယာဉ်ထိပ်ဖူးကနေပြီးတော့လေယာဉ်အမီးပိုင်းထိ33မီတာလေယာဉ်တောင်မှဟိုဘက်ဆွန်ကနေပြီးတော့ဒီဘက်ဆွန်ထိက38မီတာလေယာဉ်ရဲ့အမြင့်ကတော့10.53မီတာရှိရပဲဖြစ်ပါတယ် Antonov 12ရဲ့ဒီဇိုင်းဘက်မှာဆိုရင်တော့ထူးခြားတဲ့အချက်ကတော့လေယာဉ်ကိုယ်ထဲမှာ semi monocoque structure ကိုသုံးထားပါ semi monocoque structure ဆိုတာကျွန်တော်နားလည်အောင်ပြောမယ်ဆိုရင်လေယာဉ်ထဲကိုလူတွေလိုက်ပါမယ်ဆိုရင်လူရဲ့အလေးချိန်ရှိမယ်ပစ္စည်းတွေတင်မယ်ဆိုရင်ပစ္စည်းရဲ့အလေးချိန်ရှိမယ်အဲ့ဒီရဲ့အလေးချိန်တွေအကုန်လုံးကိုပစ္စည်းတင်တဲ့နေရာတစ်ခုရဲ့အနေပြီးတော့လေးနေရာမဟုတ်ဘဲနဲ့လေယာဉ်ကိုယ်တစ်ခုလုံးကနေပြီးတော့မျှပြီးတော့တည့်ပေးတဲ့သဘောပါအဲ့ဒါကြောင့်မို့လို့လေယာဉ်ကပို့ပြီးတော့ခိုင်ခဲ့တယ်ပြီးရင်တစ်ခုခု damage ဖြစ်တယ်ဆိုရင်တော့မှပဲလွယ်လွယ်နဲ့မပျက်စီးနိုင်ပါဘူးကဲဟုတ်ပြီဒါဆိုရင် Antonov 12ရဲ့စွမ်းဆောင်ရည်တွေကိုတစ်ချက်ကြည့်လိုက်အောင် Antonov 12ကအလေးချိန်နေနဲ့ဆိုရင်အလေးချိန်120ကိုသက်ဆောင်သွားနိုင်မှာပါလီထီစစ်တီကိုတည်ဆောင်ရမယ်ဆိုရင်တော့လီထီစစ်တီအယောက်58ယောက်ကိုတည်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ဒါမှမဟုတ်လူအနေနဲ့တည်မယ်ဆိုရင်လူအယောက်90ကျော်ကိုတည်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ထပ်ပြီးတော့သမိုင်းမှတ်တမ်းတွေကိုပြန်ပြီးတော့တွားကြည့်တဲ့အခါမှာ Antonov 12ကသမိုင်းမှတ်တမ်းအနေနဲ့ထူးထူးခြားခြားရှိပါတယ်။အဲ့ဒါကတော့1980တုန်းကပြုလုပ်တဲ့ဆိုဗီယက်ပြည်ထောင်စုရဲ့စီးရေးလေ့ကျင့်မှုပါ။အဲ့ဒီတုန်းကဆိုရင် Antonov 12အစီး200ကိုသုံးခဲ့ပါတယ်။အဲ့ဒီအစီး200နဲ့ဆိုဗီယက်စစ်သားအယောက်6000ကျော်ကို22မိနစ်တွင်အပြီးချပြခဲ့ပါတယ်။ဒါကတော့ Antonov 12ရဲ့ထူးခြားတဲ့ record ပဲဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ Antonov 12ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုရှင်းပြသွားပါမယ်။ကောင်းကျိုးအနေနဲ့ကတော့ Antonov 12ကဝင်အားအများကြီးကိုတည်ဆောင်နိုင်ပါတယ်။ပြီးတော့သူက semi monocoque structure ကိုသုံးထားတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ခိုင်ခဲ့ပါတယ်။ဆိုးကျိုးအနေနဲ့ကတော့သူက turbo prop engine ကိုသုံးထားတဲ့အတွက်ကြောင့်မလို့အတန်ပို့ပြီးတော့စုတယ်။ပြီးရင်အင်ဂျင်လေးလုံးပါတဲ့အတွက်ကြောင့်မလို့စီစားပို့ပြီးတော့များပါတယ်အခုလက်ရှိ Antonov 12ကတော့ခင်းတော့ကျနေပါပြီဒါပေမဲ့ရုရှားလေတပ်မှာ assistant upgrade လုပ်ပြီးတော့အသုံးပြုနေတယ်ပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောဘယ်လိုထင်လဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်က comment မှာညှောက်ဝင်နိုင်ပါတယ်လေယာဉ်ကြောင်းဘူးစားတွေကိုထပ်ပြီးတော့သင်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ channel လေးကို follow နဲ့ subscribe လုပ်ဖို့မမေ့နိုင်အောင်နော်အာရုံစိုက်ပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံကြမယ်